အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ကျွန်တော် Mytel ကနေပြီးတော့ကျွန်တော် point MB ကိုဘယ်လို free ကုန်းစင်းရမလဲဆိုတာကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်เนาะကျွန်တော်တို့ free ကုန်းစင်းဖို့အတွက်ကျွန်တော်တို့ဒီ Mytel software လေးတစ်ခုတော့ရှိပါလို့ရเนาะကျွန်တော်တို့ဒါကို Play Store မှာလည်းအလွယ်ကူဆုံး download ရရเนาะကျွန်တော်တို့အရင်ဆုံး Mytel software လေးတစ်ချက်သွားမယ်เนาะသွားပြီးရင်ကျွန်တော်တို့ကနေပြီးတော့အရင်ဆုံးဒီမှာကျွန်တော်ပြထားတဲ့ဟာလေးတစ်ချက်ပါเนาะဝိုင်းဒီညမှာကျွန်တော်တို့ကအိတ်တန်တူ package ဝယ်ရတယ်เนาะဝယ်ရတယ်ကျွန်တော်တို့ကမဝယ်ဘူး free ကုန်းစင်းမှာဖြစ်တဲ့အတွက်ဒီကောင်မဝယ်ဘူးเนาะမဝယ်တဲ့အတွက်ကျွန်တော်တို့ပြန်ထွက်လိုက်เนาะမလို့ပြန်ထွက်လိုက်မယ်ဆိုကျွန်တော်ဘယ်လိုသွားမလဲဆိုရင်ကျွန်တော်ပြတဲ့နေရာလေးချက်နေနော်ပြီးသွားရှင်ကျွန်တော်မှာကျွန်တော်ပြတဲ့နေရာလေးချက်ထပ်နေနော်ပြီးသွားဆိုကျွန်တော်ဒီထက်ရောက်ပြီဆိုရင်ဒီထဲမှာရှာကြည့်လိုက်နော်ကျွန်တော်ဒါဒီ200ကျက်ဆိုတာမဟုတ်ဘူးနော်ဒီအောက်လေးမှာအိတ်ဆန်တူဆိုပြီးတော့နော်အိတ်ဆန်တူ13မိနစ်1နဲ့ဆိုပြီးတော့နော်အဲ့ဒါမို့ဒီမှာ200ကျက်ဆိုအဲ့ဒါလေးကျွန်တော်တို့ကဒီ subscriber ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီ contact ဆိုတာဒါလေးကိုနော်ဒါလေးကိုတစ်ချက်နှိပ်လိုက်နော်အဲဒါဆိုရင်မှန်ချင်းပြပါရင်နော်အမှန်ချင်းပြပါရင်ကျွန်တော်တို့ okay ဆိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးရင်ကျွန်တော် back ထွက်လိုက်ထွက်ပြီးရင်ကျွန်တော်တို့ဇုနာနေရာကိုပြန်သွားလိုက်နော်ဒါလေးတစ်ချက်ဖိလိုက်ဒါဆိုရင်ကျွန်တော်ဇုနာနေရာလေးချက်သွားလိုက်အဲဒါဆိုရင်ကျွန်တော်တို့ကပတ်စံ200ကျက်တောင်မကုန်ဘူးများ free ဂုံးစင်းလို့ရပြီပဲတနေ့ကို15 point ပုံမှန်ကျွန်တော် free ဂုံးစင်းလို့ရပြီနော်ဒါဆိုကျွန်တော်တို့ရသွားပြီရသွားပြီဆိုတာတနေ့ကိုတစ်ခါ15 point ပုံမှန်လို့ရနော်အဲဒီရောက်မှကြာတော့ကျွန်တော်တို့ကကျွန်တော်ဝယ်သုံးရတဲ့ဟာနော်ဝယ်သုံးရတဲ့ကိုကဒီတလားကိုပြောကျွန်တော်တစ်ပတ်ကိုပြောမယ်ဆိုဒီမှာဗျာ450တို့ဒါပြည့်သွားရင်ဒီတက်9ခုပြည့်သွားရင်တက်9ခုပြည့်သွားပြီဆိုရင်ဒီ450ပြည့်သွားရင်ကျွန်တော်အကုန်လုံးတက်တွေကုန်လို့ရပါရင်ကျွန်တော်တစ်လောက်1600 MB ရရနော်1600 point ရတယ် point ရတယ်ဆိုကျွန်တော်တို့ကဒီမှာဒီဟာလေးတော့ဝယ်သုံးလို့ရရနော်မဝယ်ဘူးကျွန်တော်တို့က free ကုန်းစင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့က15 point နေ့တိုင်း free ကုန်းစင်းလို့ရပြီနော်ကျွန်တော်တို့ကနေပြီးတော့ဒီကောင်တွေကိုကျွန်တော် point ရတော့ free ယူလို့ရပြီတရက်တစ်ခါ10ရက်ကိုကျွန်တော်တို့ဒီနေ့ကို15 point ပုံမှန်ယူရလို့ရပြီနော်ဒါကြောင့်မို့ကျွန်တော်တို့ကနေပြီးတော့MB ကိုကျွန်တော် free ကုန်းစင်းလို့ရတဲ့နည်းလေးတစ်ချက်ပြောပြရအောင်เนาะကျွန်တော်တို့ MB ကိုဘယ်လို free ကုန်းစင်းရမလဲဆိုရင်ကျွန်တော်ဒီကောင်လေးเนาะဂိမ်းစုံဆိုဒီကောင်လေးเนาะဒီကောင်လေးဂိမ်းစုံမို့ဒီကောင်လေးတစ်ချက်နှိပ်လိုက်နှိပ်ပိုင်းဒီမှာ 95 TV ဆိုပြီးဟာလေးเนาะဒီကောင်လေးတစ်ချက်နှိပ်လိုက်နှိပ်ပိုင်းဒီထက်ကျွန်တော်တို့ရောက်သွားပြီဆိုရင်ကျွန်တော်ခဏစောင့်ပေးလိုက်เนาะဒီထက်ရောက်သွားပြီဆိုရင်ကျွန်တော်တို့ကကျန်တာဘာမှမနေဘူးဒီမှာเนาะစမ်းလဲရလေးဒီကောင်လေးရောက်သွားပြီဆိုရင်ကျွန်တော်တို့တနေ့ကိုfree ဆန်းဝင်2ခါရရเนาะ2ချိန်ရတယ်ကျွန်တော်တို့ကပထမတစ်ချိန်လှည့်လိုက်မယ်နော်ကျွန်တော်တို့က point 100 point နဲ့100ပေါက်တယ် MB 200ပေါက်တယ်เนาะဒါဆိုကျွန်တော်တနေ့ကို2ချိန် free ဆန်းလှည့်ပြီးတော့ကျွန်တော် MB တွေကိုဂုံးဆင်းလို့ရတယ်เนาะဒါဆိုရင်ကျွန်တော်တို့ကနေပြီးတော့တနေ့ကိုpoint 15 point လဲပုံမှန်ယူလို့ရတယ်ပြီးသွားရင် MB ပြောလို့ဆို MB ရော point ရောကျွန်တော်ဒီထက်မှလာပြီးတော့နေ့တိုင်းဂုံးဆင်းလို့ရတယ်เนาะကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့တဲ့အကျိုးရှိရဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ